စနေသားသမီးများခဏလေးနေပါအောင်စနေသားသမီးတွေကိုလူတွေကအနေအေးတယ်မပြောတတ်မဆိုတတ်ဘူးလို့ထင်ကြပေမဲ့တကယ်တော့သူတို့ရဲ့စိတ်ထဲမှာဘယ်သူမှမသိတဲ့အရာ၅ချက်ရှိနေပါတယ်။နီးလာပြီဆိုရင်အဲ့ဒီလူကိုအသက်ထက်တန်တဲ့ပေးဆက်မှုမျိုးကိုပေးတတ်တဲ့သူတွေပါအဆုံးထိကူညီပေးတတ်တဲ့လူတွေဖြစ်ပါတယ်။အခါယုံလိုက်ပြီဆိုရင်လည်းအကုန်ပေးတတ်တယ်။ဒါပေမဲ့လိန်ကန်ထိပ်သွားပြီဆိုရင်နောက်တစ်ခါအရင်လိုဘတော်မှမယုံကြည်အခုမြင်တွေ့နေရတဲ့ဗီဒီယိုလေးကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ထူးခြားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဆိုတော့ညီမတို့အတူတူကြည့်ရအောင်။စနေသားသမီးများခဏလေးနေပါအောင်။စနေသားသမီးတွေကိုလူတွေကအနေအေးတယ်မပြောတတ်မဆိုတတ်ဘူးလို့ထင်ကြပေမဲ့တကယ်တော့သူတို့ရဲ့စိတ်ထဲမှာဘယ်သူမှမသိတဲ့အရာ၅ချက်ရှိနေပါတယ်။အခုကြည့်နေတဲ့လူကစနေသားသမီးဆိုရင်ဒီဗီဒီယိုကိုအစအဆုံးကြည့်ပေးပါ။စနေသားသမီးတွေကနံပါတ်1အချက်ကမာနကြီးတာမဟုတ်ပါဘူးသူတို့ကကိုယ်တန်ဖို့ကိုသိတာစနေသားသမီးတွေကလူတိုင်းနဲ့ရင်းရင်းနှီးနှီးမနေတတ်ဘူးဒါပေမဲ့ရင်းနှီးလာပြီဆိုရင်အဲ့ဒီလူကိုအသက်ထက်တန်တဲ့ပေးဆက်မှုမျိုးကိုပေးတတ်တဲ့သူတွေပါနံပါတ်2ချက်ကစနေသားသမီးတွေကမချစ်တတ်တာမဟုတ်ပါဘူးဒါချစ်တာကိုမထုတ်ပြတတ်တာပါမထုတ်ပြတာပါချစ်တယ်ဆိုတဲ့စကားကိုသူတို့ကခဏခဏမပြောတတ်ပါဘူးဒါပေမဲ့သင်အခက်ခဲကြုံတဲ့တကယ်ကအခက်ခဲကြုံလာရင်သူတို့ကတင့်ရက်ပြီးနားမှာရှိနေပြီးဒါအဆုံးထိကူညီပေးတတ်တဲ့လူတွေဖြစ်ပါတယ်နံပါတ်3ကစနေသားသမီးတွေကနာကျင်မှုကိုတက်တိတ်လေးခံစားတတ်ပြီးမျက်နှာမှာအပြုံးရှိနေပေမဲ့နှလုံးသားထဲမှာတော့လူတွေမသိတဲ့တိုက်ပွဲတွေတယောက်တည်းတိုက်နေတတ်ပါတယ်နံပါတ်4ကစနေသားသမီးတွေကယုံကြည်မှုပြတ်သွားရင်ဘယ်တော့မှပြန်မတည်ဆောက်ဘူးတစ်ခါယုံလိုက်ပြီဆိုရင်လည်းအကုန်ပေးတတ်တယ်ဒါပေမဲ့လိန်ကန်ထိပ်သွားပြီဆိုရင်နောက်တစ်ခါအရင်လိုဘတော်မှမယုံကြည်တော့ဘူးလုံးဝကိုစိတ်သက်ပြတ်သားပါတယ်နံပါတ်5ချက်ကစနေသားသမီးတွေကနှေးတယ်ထင်ရပေမဲ့အောင်မြင်မှုအကြဆုံးရက်တည်တဲ့လူတွေပါစနေသားသမီးတွေကဘတော်မှမပြေဘူးတလန်းချင်းသွားတယ်ဒါပေမဲ့ရောက်သွားတဲ့နေရာကအများစုမရောက်နိုင်တဲ့နေရာဖြစ်နေတယ်အကြောင်းစနေသားသမီးတယောက်သင်ဘဝထဲမှာစီးနေပြီဆိုရင်သူတို့ကိုလက်လွတ်မခံပါနဲ့အဲ့လိုလူမျိုးတွေကစားပါတယ်သင်ကိုယ်တိုင်စနေသားသမီးဆိုရင်ကိုမတ်မှာမှန်တယ်ဆိုရင်မှန်တယ်လို့မှန်ခဲ့ပြီပါဒီဗီဒီယိုကိုလည်းစနေသားသမီးတငယ်ချင်းတွေမြင်အောင်ရှယ်သွားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါပြည်သက်ကြီးဒါကတော့စနေသားသမီးကြီးနဲ့ပတ်သက်ပြီးတော့မှသူတို့စိတ်ကြီးစိတ်ထားစိတ်ကြီးသဘောထားတွေကိုပြန်လည်ပြီးမှပြောချပြလာခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးမှာပြောချသွားခဲ့သလိုပဲပေါ့နော်စနေသားသမီးတွေကကြည့်လိုက်လို့ရှိရင်တိတ်ပြီးတော့မဖော်ရွေ့ဘူးစကားပြောရတာခက်ခဲနေလို့ထင်ရပေမဲ့တကယ်လည်းရင်းရင်းနှီးနှီးနဲ့ပေါင်းချိလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့စနေသားသမီးတွေရဲ့စိတ်ကြီးစိတ်ထားအမှန်ကိုသိရှိရမှာပဲဖြစ်ပါတယ်စနေသားသမီးတွေကတငယ်ချင်းမိတ်ဆွေရဲ့ပေါင်းသင်းရဲ့ပေါ်မိသားစုအပေါ်မှာတိတက်တဲ့သူတွေဖြစ်ပြီးတော့အနစ်နာခံတတ်တဲ့သူတွေလည်းဖြစ်တယ်ပေါ့နော်ရှိရလို့ရှိရင်စိတ်ဓာတ်ကမှကြောတယ်လို့ထင်ရပြီမယ်တကယ်တမ်းတော့လူငယ်တိမ်မွေးပြီးတော့မှသူရဲ့ခံစားချက်ကိုထုတ်မပြောဘဲနဲ့တယောက်တည်းခံစားတတ်တဲ့သူတွေဖြစ်တယ်အဲ့တော့ဒါဒီဗီဒီယိုထဲမှာလည်းပြပြစလုံးပြောပြထားပြီးဖြစ်တဲ့အတွက်စနေသားသမီးတွေရဲ့စိတ်ဝင်သဘောထားတွေကိုအားလုံးလည်းသိရှိကြကြမယ်လို့ထင်ပါတယ်ယခုဗီဒီယိုလေးကြည့်ရှုနေကြတဲ့မှာစနေသားသမီးတွေပိုင်းဆိုလို့ရှိရင်လည်းဘလို့ challenge နဲ့ကိုင်းနေရဲ့ကိုင်းနေဘူးဆိုတဲ့အကြောင်းလေးတွေကိုလည်းပြင်သေးပြီးတော့မှ comment မှာပတ်ဝန်းပြချပြခဲ့ဖို့ဖိတ်ခေါ်ပါရနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ပရိသတ်ကြီးကတော့ဒီအကြောင်းအရာအပေါ်မှာဘယ်လိုထင်မြင်ယူဆသလဲဆိုတာ comment မှာပြောသွားခဲ့ကြနော်